အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့နောအေသင်္ဘောတိဆောက်ပုံနဲ့ဘုရားသခင်ဤစီမံမှုဆိုတာနဲ့ပတ်သက်ပြီးတော့ကြံ့ကြံ့များဖြစ်တူတူကလေ့လာဆင်ခြင်ကြမှာဖြစ်တယ်ခရစ်ယာန်ဘာသာဝင်တွေကိုလွန်စွာတနာမိပါတယ်882ပေရှည်တဲ့တိုက်တန်းနဲ့သင်္ဘောကြီးရဲ့တဝက်လောက်သာရှိပြီးတော့အမြင့်3တက်အတောင်30လောက်သာရှိတဲ့နောအေရဲ့သင်္ဘောပေါ်ကိုကဘာပေါ်ကြီးတိရစ္ဆာန်တွေအမျိုးအားလုံးကိုတည်ပြီးတော့ရေကြီးတဲ့ဘေးကလွတ်အောင်ကယ်ဆယ်လိုက်တယ်ဆိုတာကတထောင်တညပုံမြင်နားထောင်ရတယ်လို့ပဲဆိုတဲ့ဆွဆွဲချက်ကိုချိပါပေးမှာဖြစ်ပါတယ်ဒီဆွဆွဲချက်ကနောအေသင်္ဘောရဲ့ဇလန်းကိုယုတ်တိမရှိတဲ့ဒဏ္ဍာရီပုံမြင်အဖြစ်တိုက်ခိုက်ခြင်းပဲဖြစ်တယ်ဆွဆွဲသူကနောအေသင်္ဘောကိုတိုက်တန်းတဲ့သင်္ဘောနဲ့နှိုင်းယှဉ်ပြီးတော့သင်္ဘောရဲ့အရွယ်စားနဲ့တိရစ္ဆာန်မျိုးစိတ်တည်ဆောင်မှုတည်မဖြစ်နိုင်တဲ့အလိမ်ညာဖြစ်တယ်လို့ပြောဆိုလိုခြင်းပဲဖြစ်တယ်ဒီချိပါချက်ရဲ့အဓိကတော့ချက်ကနောအေသင်္ဘောရဲ့အရွယ်စားသည်လက်တွေ့အဖြစ်ဖြစ်နိုင်စွမ်းရှိခြင်းနဲ့ခရစ်ယာန်များရဲ့ယုံကြည်ခြင်းသည်သင်္ဘောရဲ့အရွယ်စားပေါ်တယ်မဟုတ်ပဲဖရာသခင်ရဲ့တကိုးပေါ်တွင်သာမူတည်ကြောင်းကိုရှင်းလင်းစွာပြောပြပေးမှာဖြစ်တယ်။ဒါကြောင့်နောအေသင်္ဘောတိဆောက်ပုံနဲ့ဖရာသခင်ဤစီမံမှုဆိုတာကိုနားလည်ဖို့အတွက်ဆွဆွဲချက်ကတော့882ပေရှိတဲ့တိုက်တန်းနဲ့သင်္ဘောကြီးရဲ့တဝက်လောက်သာရှိပြီးတော့အမြင့်3တက်အတောင်30လောက်သာရှိတဲ့နောအေရဲ့သင်္ဘောပေါ်ကိုကဘာပေါ်ကတိရစ္ဆာန်တွေအမျိုးအားလုံးကိုတည်ပြီးတော့ရေကြီးတဲ့ဘေးကလွတ်အောင်ကယ်ဆယ်လိုက်တယ်ဆိုတာကတထောင်တညပုံမြင်နားထောင်ရတယ်လို့ပဲဆိုတဲ့ဆွဆွဲချက်ပဲဖြစ်ပါတယ်။ဒါကြောင့်အဓိကခြေပရန်ကြံ့ကြက်များကကဘာဦး61516နှစ်ပေ356ပဲဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းနဲ့တကူတော့နောအေသင်္ဘောဆိုတာကိုနားလည်ဖို့အတွက်မိတ်ဆွေတို့နောအေသင်္ဘောရဲ့ဇလန်းကိုတိုက်တန်းနဲ့လို့ခင်မိတဲ့သင်္ဘောကြီးတွေနဲ့နှိုင်းယှဉ်ပြီးတော့တထောင်တညပုံမြင်လို့ဆွဆွဲကြပါတယ်။ရွယ်စားသိငယ်တဲ့သင်္ဘောပေါ်မှာကဘာပေါ်ကတိရစ္ဆာန်မျိုးစိတ်အားလုံးကိုဘလို့မှတည်ဆောင်နိုင်မှာမဟုတ်ဘူးလို့ပြောဆိုခြင်းပဲဖြစ်တယ်။ကျွန်တော်တို့ရဲ့ဖြေရှင်းချက်ကတော့နောအေသင်္ဘောဟာတိတ်ပံနိကြအင်ဂျင်နီယာပညာအရဖြစ်နိုင်စွမ်းရှိပြီးတော့မှတိရစ္ဆာန်တည်ဆောင်မှုသည်လူသားရဲ့ဉာဏ်ပညာထက်ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုနဲ့တကိုးတော်မူတာအဓိကအလေးပေးဖော်ပြခြင်းဖြစ်တယ်လို့ခြေပပေးမှာဖြစ်တယ်။ဒါကြောင့်ကျမ်းစာအမှတ်တရားပြတိဆောက်ခြင်းကိုပြုပြီးမှဖြစ်တယ်။အရွယ်အစားနဲ့တိဆောက်ပုံတိရစ္ဆာန်မျိုးစိတ်နဲ့ဖန်ဆင်းရှင်ဤဂရိတော်3ခုဖြစ်ရှင်းလင်းစွာပြောပြပေးမှာဖြစ်တယ်။ဒါကြောင့်စစ်တစ်အနေနဲ့နောအေသင်္ဘောရဲ့တိဆောက်ပုံနဲ့ဖြစ်နိုင်စွမ်းအစစ်နှစ်အနေနဲ့တိရစ္ဆာန်မျိုးစိတ်များမဟုတ်အုပ်စုများသာအစဉ်သုံးအနေနဲ့ယုံကြည်ခြင်းရဲ့အခြေခံဘုရားသခင်ဤတကူတော်ဧဝံဂေလိဖြစ်ဏီကုန်းချုပ်ခြင်းဆိုတဲ့အချက်တွေကိုပိုင်းခြားလေ့လာဆင်ခြင်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်အစစ်တစ်အနေနဲ့နောအေသင်္ဘောရဲ့တိဆောက်ပုံနဲ့ဖြစ်နိုင်စွမ်းဆိုတာကိုနားလည်ဖို့အတွက်အဓိကကြံချက်ဖြစ်တဲ့ကဘာဦး61516မှာ၎င်းရဲ့အလျားသည်အတောင်300အနံသည်အတောင်30အမြင့်သည်အတောင်30ဖြစ်ရမည်။သင်္ဘောအတွင်းအလွှာ3လွှာရှိရမယ်။အတောင်တစ်တောင်သည်ခံမှန်းကြည့်အားဖြင့်18လက်မှတ်ကနေရောလက်မှတ်20ခန့်ရှိတယ်လို့နားလည်ရပါတယ်။ဒါကြောင့်ဆိုလိုတဲ့အိဗယ်ကခေတ်သစ်အတိုင်းအတာများဖြင့်တွက်ချက်လျင်နောအေသင်္ဘောသည်ခံမှန်းကြည့်အားဖြင့်အလျားပေ450 138မီတာအနံ85ပေ23မီတာအမြင့်က45ပေ73.8မီတာခန့်ရှိတယ်လို့နားလည်ရတယ်။ဒါကြောင့်တိုက်တန်းနှစ်နဲ့နှိုင်းယှဉ်ချက်နဲ့ပတ်သက်ပြီးတော့တိုက်တန်းနှစ်ဟာပေ882ပေရှိတော့လဲနောအေသင်္ဘောဟာကုန်တင်သင်္ဘောအတွက်အလွန်ကောင်းတဲ့အချိုးအစားဖြစ်တယ်လို့နားလည်ရတယ်။သင်္ဘောဒီဇိုင်းပညာရှင်များကပင်ဒီအချိုးဟာရေပေါ်တွင်တည်ငြိမ်မှုအကောင်းဆုံးဖြစ်ကြောင်းကိုဝန်ခံထားပါတယ်။ဒါကြောင့်သယ်ဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီးနောအေသင်္ဘောရဲ့စုစုပေါင်းဒုတွေဟာကုန်တင်ယထာတွဲ922စီးနဲ့သို့မဟုတ်ဘတ်စကတ်ကွေဘောကွင်း20ခန့်ရှိတဲ့အတွက်ကြောင့်ကြီးမားတဲ့သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်အစစ်နဲ့အနေနဲ့တိရစ္ဆာန်မျိုးစိတ်များမဟုတ်အုပ်စုများသာဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဆွဆွဲသူသည်မျိုးစိတ်အားလုံးကိုတည်ဆောင်ရမည်ဟုမှားယွင်းတာယူဆထားပါတယ်။ကျမ်းစာကမျိုးအတိုင်းလို့သာဖော်ပြခဲ့ခြင်းဖြစ်တယ်။ဒါကြောင့်ကိုင်းမျိုးဆိုတာနဲ့ပတ်သက်ပြီးတော့မှကျမ်းစာပါမျိုးဆိုတော့အစကလုံးဟာခေတ်သစ်တိတ်ပံရဲ့မျိုးစိတ်များတဲ့ပုံမူကျက်ပြတ်တဲ့မိသားစုသမဟုတ်အုပ်စုကိုကိုစားပြုခြင်းဖြစ်တယ်။ဥပမာခွေးမြေခွေးဝင်ပလီစသည်တို့ဟာခွေးအုပ်စုတစ်ခုထဲမှာဆင်းသက်လာခြင်းပဲဖြစ်တယ်။ဒါကြောင့်အရေးအတွက်အားဖြင့်ဖန်ဆင်းခြင်းဘာသာရက်ကိုကျွမ်းကျင်သူများရဲ့ခံမှန်းချက်အရမြေပေါ်နေတိရစ္ဆာန်များရဲ့မျိုးအုပ်စုသည်အစုံ16000ခန့်သာသင်္ဘောပေါ်တွင်တည်ဆောင်ရန်လိုအပ်တယ်လို့နားလည်ရတယ်။တည်ဆောင်နိုင်စွမ်းနဲ့နှိုင်းယှဉ်လျင်လုံလောက်သောနေရာရှိတယ်လို့ဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်အစဉ်သုံးအနေနဲ့ယုံကြည်ခြင်းရဲ့အခြေခံဖြစ်ဘုရားသခင်ရဲ့တကူတော်ကိုနားလည်ဖို့အတွက်အဓိကကြံချက်ဖြစ်တဲ့နှစ်ပေ356မှာကောင်းကင်ဘုံသည်ဘုရားသခင်နှုတ်ကပတ်တော်အဖြစ်ရှေ့ကာလ၌ရှိခဲ့သည်
ရေဖြစ်ဖုံးလွှမ်း၍ပျက်စီးခဲ့သည်ကို၎င်းတို့သည်မတိကျင်အောင်ဆောင်ကြ၏ဆိုတဲ့ဖော်ပြချက်ပဲဖြစ်တယ်ဆိုတဲ့အိဗယ်ကခရိယန်တို့ရဲ့ယုံကြည်ခြင်းဟာသင်္ဘောရဲ့အရွယ်စားပေါ်တယ်မဟုတ်ပဲဘုရားသခင်ရဲ့တကိုးတော်နဲ့သစ္စာရှိမှုပေါ်တယ်မှာမူတည်ပါတယ်ဒါကြောင့်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတိရစ္ဆာန်များအားလုံးသင်္ဘောစီသို့လာခြင်းသင်္ဘောပေါ်တွင်အစာကျွေးခြင်းနဲ့တန်ရှင်းရေးပြုလုပ်ခြင်းတိရစ္ဆာန်များ၏အပြုမှုကိုထိမ့်သိမ်းခြင်းစသည့်စီမံခန့်ခွဲမှုအားလုံးသည်နော၏ဉာဏ်ပညာမြောက်မဟုတ်ပဲဘုရားသခင်၏တကိုးတော်ကြောင့်သာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဤကုန်းချုပ်အနေနဲ့တိုက်တန်းနှင့်ဇလန်းကဲ့သို့သောလူသားရဲ့မာနနဲ့ကြာရှုံးမှုသင်ခန်းစာယူဖို့မဟုတ်ပဲနော၏သင်္ဘောဇလန်းဟာဘုရားသခင်ရဲ့စီရင်ခြင်းနဲ့ကယ်တင်ခြင်းတကိုးကိုယုံကြည်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ဧဝံဂေလိဖြင့်ဤကုန်းချုပ်ခြင်းကိုနားလည်ဖို့အတွက်မိတ်ဆွေတို့နော၏သင်္ဘောသည်လူသားတို့၏ဉာဏ်ပညာဖြင့်တိုင်းတာရန်တန်တာရီမဟုတ်ပဲဘုရားသခင်ရဲ့စကားကိုနာခံခြင်းနဲ့ကယ်တင်ခြင်းတကိုးကိုတတ်သိပြတဲ့တပိုင်းဝင်ဖြစ်ပျက်ပင်ဖြစ်ပါတယ်။ကယ်တင်ခြင်းရဲ့သင်္ဘောကိုလှောင်ပြောင်ခြင်းကိုရပ်တန့်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တင့်ကိုတိုက်တွန်းလိုပါတယ်။တင်သည်လေကမ္ဘာလောကရဲ့စီရင်ခြင်းမှလွတ်မြောက်နိုင်ရန်ယေရှုခရစ်တော်သည်ဟူသောကယ်တင်ခြင်း၏တူတည်သောသင်္ဘောကိုယုံကြည်ပါ။ကိုယ်တော်ကိုယုံကြည်ခြင်းအပြင်တင်သည်ရည်ကြီးခြင်းမှလွတ်မြောက်ခဲ့တဲ့နော၏ကဲ့သို့ထာဝရတက်ကိုရရှိပါလိမ့်မယ်လို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ပေါ်ပြခဲ့တဲ့ကြောင်းရာတွေဟာနော၏သင်္ဘောတိဆောက်ပုံနဲ့ဘုရားသခင်၏စီမံမှုဆိုတာကိုနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပြီးတဲ့ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကြံ့ကြက်များဖြင့်ပေါ်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။